Hello အားလုံးပဲမင်္ဂလာပါကျွန်တော်မိတ်ဆွေတွေတငယ်ချင်းတွေအပေါင်းအသင်းတွေကိုခင်မင်လို့ကျွန်တော်တခုပြောပြပါမယ်ကျွန်တော်နှာခေါင်းတဲ့မှာမဲတခုရှိပါတယ်ကျွန်တော်အောင်နှာခမ်းအစွမ်းမှာလည်းမဲတခုရှိပါတယ်ကျွန်တော်ရဲ့ဘယ်နှထင်မှာလည်းမဲနှလုံးရှိပါတယ်ကျွန်တော်ရဲ့ဘယ်နားမှာလဲမဲနှလုံးရှိပါတယ်ကျွန်တော်ရဲ့ဘိုက်မှာလဲမဲတစ်လုံးရှိပါတယ်ဒီမှာပါ Okay ပြောချင်တာကတော့ဗျာခင်မင်နေဆိုရင်ကျွေးနိုင်မွေးနိုင်ပေးနိုင်ပါတယ်ကျွန်တော်ကလည်းစားနိုင်တောက်နိုင်ယူနိုင်ပါတယ်ရှင်ပြန်ញရင်တော့ဘီယာတစ်ဝဲပေါ်ဗျာလူစိုးလူမိုက်လီလို့တော့ဖွာတော့တပွဲတော့မလုံးနဲ့ပေါ်ဗျာ Okay see you